ရန်ကုန်မှာအဓိကဘသူနှိပ်ကွနေလဲဆိုတော့ကျွန်တော်တို့ပြည်ထောင်စုဝန်ကြီးရဲချုပ်ကာစာထ6မှုပေါ့ဗျာတန်းလိုင်ပေါ့သူကအဓိကနှိပ်ကွနေတာတန်းလိုင်ဘာကြောင့်နှိပ်ကွနေတာလဲတန်းလိုင်ကိုတက်သေးကလူအချင်းချင်းကဘယ်လိုတွေမြင်တယ်လဲပေါ့ဗျာအဲ့ဒါလေးကျွန်တော်ပြောချင်တာပါဒီကနေ့သူ့အကြောင်းလေးပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်လားတန်းလိုင်ဆိုတာဘာတူလဲဒီပဲရင်လက်မရွတ်လူတတ်သမားပေါ့ဗျာဟုတ်လားတန်းလိုင်ဆိုတာဒီပဲရင်လက်မရွတ်လူတတ်သမားအဲ့တန်းလိုင်ပဲဒီကနေ့ဘာဖြစ်တယ်လဲပြည်ထောင်စုဝန်ကြီးဖြစ်တယ်နောက်တစ်ခါရဲချုပ်ဖြစ်တယ်ကာစာထ6မှုယာရုကိုယူထားတယ်အဲ့ဒီယာရု3ခုကိုယူပြီးတော့ရန်ကုန်မှာထိန်တိုင်းကျဲချဲလဲခြင်းတိုင်းချဲလဲနော်စစ်တိုင်းမှုတွေကိုလည်းဂယုမဆိုင်အဲ့ဒီလိုအနေထားတွေဖြစ်နေတယ်ဘာကြောင့်တန်းလိုက်ရန်ကားပြီးတော့ဘာကြောင့်ဒီလောက်မရိုင်းနေရတယ်လဲပေါ့နော်အစင်လာအဖြစ်လဲဒီပဲရင်မှာတော့ကျွန်တော်တို့လူလူကောင်းဆောင်အပါဝင်ကြံတဲ့ဒီအင်အားစုတွေကိုနော်ရဲရဲဆက်ဆက်တတ်ဖြတ်တာတောင်ဆန်းစုကြည်တောင်ကတ်တီလေးလွတ်သွားတယ်ဆိုတော့တန်းလိုက်ဘာကြောင့်ဒီလိုတွေလုံနေရတယ်လဲဘာကြောင့်တန်းလိုက်ကိုရန်ကုန်ပို့တာလဲနော်တက်ထဲမှာရောတန်းလိုက်ပေါ့ဘလို့တွေမြင်တယ်လဲပေါ့ဒီကနေ့ရန်ကုန်မှာရဲရဲဆက်ဆက်ပြစ်ခတ်ဖြိုခွင်းတာနော်ရက်ွက်ထဲကိုတခိုးဝင်ဓမြဝင်နော်အကျန်းဖက်သမားဆန်အကျန်းဖက်သမားအဲ့ဒီဝင်နေတာဟာအဲ့ဒါတန်းလိုက်လက်ချက်တွေကြီးပဲအကုန်လုံးကနော်တန်းလိုက်ကဒီပဲရင်တော့လက်မရွက်လူတက်သမားဖြစ်တယ်ဒီကနေ့တန်းလိုက်ဘာဖြစ်လို့ဒီလောက်ထိပြင်းပြင်းထန်ထန်လုံနေရတယ်လဲပြန်ပြီးတော့နောက်ကျောင်းလိုက်တယ်နောက်ကျောင်းလိုက်တဲ့အခါမှာဒီကနေ့ဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းပေါ့နော်2017မတ်လ31ရက်နေ့မှာဒုတိယဗိုလ်ချုပ်မှုကြီးယာရုကိုသူစတင်ယူတယ်ပေါ့အဲ့ဒီဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကအဲ့ဒီယာရုမတိုင်ခင်မှာကာစာထမှု6ယာရုကိုသူကယူခဲ့တယ်အဲ့တော့အစင်လာအဖြစ်တော့ကာစာလာ6ဆိုတဲ့ယာရုပြီးရင်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ဒုတိယကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ယာရုကိုဟိုပေါ့ဗျာတက်လန်းတဲ့အစင်လာလေးဖြစ်နေတယ်ပေါ့အဲ့တော့ဒီကနေ့တန်းနိုင်ဟာကာစာထမှု6ယာရုကိုလည်းသူယူထားတယ်နော်ပြည်ထောင်စုဒုဝန်ကြီးနေလည်းယူထားတယ်နော်နောက်တစ်ခါရဲချုပ်ယာရုကိုလည်းယူထားတယ်ဒီကနေ့စစ်တပ်ထဲကလူတွေကိုရဲယူနီဖောင်းဝတ်ပြီးတော့ထိန်တိုင်းကျဲနေတာတွေတတ်ချင်တိုင်းတတ်နေတာတွေအဲ့ဒါတန်းနိုင်လက်ချက်တွေကြီးပဲနော်တန်းနိုင်လက်ချက်တွေကြီးပဲတန်းနိုင်ဟာဒုတိယကာကွယ်ရေးဦးစီးချုပ်နော်တက်မတော်ရဲ့ဒုတိယကာကွယ်ရေးဦးစီးချုပ်ယာရုကိုမျှော်မှန်းထားပုံပေါ်တယ်နော်မျှော်မှန်းထားပုံပေါ်တယ်အကယ်၍များမင်းအောင်လိုင်းမရှိရင်မင်းအောင်လိုင်းနေရာမှာစိုးဝင်းဖြစ်မယ်ပေါ့ဗျာအစင်လာရဆိုရင်အဲ့တော့စိုးဝင်းဖြစ်ချင်လည်းဖြစ်မယ်ဒါပေမဲ့အဲ့ဒီလစ်လက်သွားတဲ့ဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာမှာတန်းလိုက်ရသူမျှော်မှန်းထားပုံပေါ်တယ်ဒါကြောင့်အထက်ကသူ့ရဲ့မင်းအောင်လိုင်းခိုင်းသမျှကိုအကုန်လုံးလိုက်လောက်တာနော်တမိုင်းကြောင်းရလဲလုံးဝမကောင်းဘူးဒီပဲရင်တော့လူသက်သမားဒီကနေ့ရန်ကုန်မှာရဲဆက်တပ်ဖြတ်နေတာလဲအဲ့ဒါတန်းလိုက်အမိန်နေနေကြီးပဲနော်အဲ့ဒါတွေကကျွန်တော်တို့ကသတင်းတွေရတယ်နောက်တစ်ခုကစစ်တိုင်းမှုတွေအပေါ်မှာလဲနော်စစ်တိုင်းမှုတွေကိုလည်းချနင်းတယ်လို့ပြောလို့ရတယ်တန်းနိုင်ဟာဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ယာတုကိုရဖို့အတွက်ဒီကနေ့နော်မင်းအောင်လှိုင်ရဲ့အလိုကျစိုးဝင်းတို့အလိုကျရန်ကုန်မှာရဲဆက်ရုံမှာစွာဖြိုခွင်းတပ်ဖြတ်နေတာလေဒါဒီယာတုကိုသူမျှော်မှန်းနေတယ်ဆိုတာအတိအသာကြီးပဲအဲ့တော့သူဒီယာတုကိုမျှော်မှန်းတာကနော်ဘသူတွေကိုချနှင်သွားတယ်လေဒီကနေ့ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုအပါဝင်လက်အောက်ခံတိုင်ရင်တပ်ဖွဲ့တွေကိုသူကချနှင်းနေတာဟုတ်ပြီလားဒီကနေ့စစ်ကောင်စီရဲ့အာဏာသိမ်းမှုအောင်မြင်ပြီးတော့နော်နိုင်ငံတကာအသိအမှတ်ပြုခံရအောင်ကနဦးအဆင့်ဖြစ်တဲ့ငြိမ်ဝှက်ပြည်ပြအောင်ဆိုတဲ့အဆင့်မှာရဲဆက်တပ်ဖြတ်နေတယ်အဲ့ဒါဟာစိုးဝင်းပဲsorry အဲ့ဒါဟာတန်းနိုင်ပဲတန်းနိုင်ကအဲ့ဒီဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ယာတုကိုမျှော်မှန်းပြီးတော့ဒီလိုမျိုးတွေယုံကြည်မှုတွေရအောင်လုပ်နေတာဂျားထဲမှာချအနှင်းခံရတာကစစ်တိုင်းမှုတွေဖြစ်တယ်နော်အဲ့ဒီမတိုင်ခင်မှာဗိုလ်ချုပ်တပ်ပုံကိုယာတုအဲ့ဒီရန်ကုန်ဖြိုခွဲဖို့တာဝန်ပေးတယ်ဒါတွေကလည်းအင်တာနက်မှာပြန့်နေပါပြီဒါဆက်ပြီးတော့ပြန်ပြောတာပေါ့ဗိုလ်ချုပ်တပ်ပုံတာဝန်ပြီးတော့ဗိုလ်ချုပ်တပ်ပုံကညင်းတယ်
နောက်တစ်ခါ AR တိုင်းကိုပသိမ်ကိုပို့ပြန်တော့လဲဗိုလ်ချုပ်တပ်ပုံကမသွားဘူးလို့ပြောတယ်တက်ထဲမှာကအဲ့ဒီလိုတွေဖြစ်နေတယ်ဒီစစ်အာဏာသိမ်းမှုအပေါ်မှာမကြေလည်တဲ့ဗိုလ်ချုပ်တွေလည်းရှိတယ်ဘာပဲဖြစ်ဖြစ်သူတို့ကတည်ငြိမ်နေပြီဗျာ88မှာနာမည်ပြက်ခဲ့ပြီးသွားပြီအဲ့ဒီနောက်ပိုင်းမှာကြံတဲ့ဒီယာရုတွေတက်လာတဲ့ဗိုလ်ချုပ်တွေကစီးပွားရေးအရာရောနော်ဘာပဲဖြစ်ဖြစ်တည်ငြိမ်မှုရနေတဲ့အနေအထားတစ်ခုမှာဒီလိုလှုပ်လိုက်တဲ့ဟာကိုမကျေနပ်ကြတဲ့လူတွေရှိတယ်သို့တော်လည်းပေါ်ပေါ်တင်တင်ပြန်ဆက်ကျင်တာမျိုးတော့မတွေ့ရသေးဘူးပေါ့ဗျာဗိုလ်ချုပ်တပ်ပုံဆိုရင်ဒါနမူနာပဲဟိုအရင်တည်းကလည်းကျွန်တော်တို့ကြားတယ်ဗိုလ်ချုပ်တပ်ပုံတာဝန်ပေးတယ်ဗိုလ်ချုပ်တပ်ပုံကညင်းတယ်သူကသူအေးစင်းနေတယ်ဆိုတဲ့ဟာပေါ့ဒီကနေ့အဲ့ဒါမျိုးတွေကိုဟိုမလောက်တဲ့အတွက်ကြောင့်ဒီတန်းလိုင်ကိုလွှတ်လိုက်တာဖြစ်တယ်တန်းလိုင်ကကျွန်တော်သိရတဲ့လောက်ကတော့ဒါနေပြီးတော့တိုင်းစစ်ဌာနချုပ်ကနေလာတာနော်လက်ရှိလဲကာစာထ6ယာတို့ကိုသူယူထားတယ်အဲ့တော့သူကအဲ့ဒါမျိုးများမျှော်မှန်းနေသလားပေါ့ဗျာအဲ့တော့သူမျှော်မှန်းတာကသူ့အပိုင်းပေါ့ဗျာသို့ပေမဲ့လည်းကြံတဲ့စစ်တိုင်းမှုတွေနောက်ကတိုင်ရင်တပ်ဖွဲ့တွေကသူ့ရဲ့ချနေတာကိုခံနေရတယ်ဒီကနေ့ရဲဆက်တပ်ဖြတ်နေတာလူလူကတော်တော်နာကျင်နေပြီအဲ့တော့ဒုတိယဗိုလ်ချုပ်ကြီးတန်းလိုင်နော်ကာကွယ်ရေးဦးစီးချုပ်ယာတို့ကိုယူနေတာပေါ့မင်းအောင်လိုင်ကနော်သမရယာတို့ကိုယူတယ်မရတဲ့အခါကျတော့ဒီကနေ့ဒါမျိုးထက်လောက်တယ်စစ်အာဏာသိမ်းတယ်အဲ့တော့တန်းလိုင်ကဒီပဲရင်တော့ကလည်းရဲဆက်တက်ရုံနဲ့မကဘူးဒီကနေ့ရန်ကုန်မှာရှိတဲ့နော်အပြစ်မဲ့တဲ့လူဆန္ဒပြငြိမ်းချမ်းစွာဆန္ဒပြတဲ့လူတွေဖြိုခွဲတယ်စီဒီအမ်ဝင်နေတဲ့လူတွေကိုရဲဆက်နှိပ်ကွတ်တယ်နော်နီးပေါင်းစုံနဲ့လုံနေတယ်တပ်မတော်ကိုလည်းချနင်းတယ်စစ်တိုင်းမှုတွေကိုလည်းချနင်းနေတယ်ဟုတ်ပြီလားအဲ့တော့တန်းလိုက်ပါလဲပေါ့ဒီကနေ့များကျွန်တော်တို့နိုင်ငံတကာအနေနဲ့နော်စစ်ရေးအရာအေးအေးယူလာမျိုးဆိုရင်ရန်ကုန်မှာတန်းလိုက်ကိုအရင်ဆုံးဖြုတ်ဖို့လိုတယ်ဒီလူလုံနေတာရန်ကုန်မှာဟုတ်လားအဲ့တော့ဒုတိယဗိုလ်ချုပ်ကြီးယာတို့ယူထားတယ်ဟုတ်လားသူယူထားတဲ့ယာတို့တွေအများကြီးပဲဘာကြောင့်ဒီကနေ့တန်းလိုက်ကိုပွဲထုတ်လဲရှင်းတယ်ဗျာဒီပဲရင်းလိုနေရာမျိုးမှာသူစော်ခဲ့လို့သူ့ကိုတန်းထုတ်ပွဲထုတ်တာပဲအဲ့တော့စစ်တိုင်းမှုတွေအနေနဲ့လဲဒါတွေတော့မြင်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဗျာနော်ချနင်းနေတာတပ်မတော်ကိုချနင်းတယ်ဟုတ်ပြီလားတပ်မတော်ကိုချနင်းတယ်စစ်တိုင်းမှုတွေကိုချနင်းတယ်ဒီကနေ့လူတို့ကသိထားတာကနော်စစ်ယူနီဖောင်းဝတ်တဲ့လူဆိုအကုန်မုန်းနေတာမုန်းရုံနေမဟုတ်ဘူးယွန်နေတာဘာကြောင့်ယွန်တယ်လဲကိုအာနာရဖို့အတွက်နော်ကိုအာနာရဖို့အတွက်အပြစ်မဲ့တဲ့ပြည်သူတွေကိုရဲဆက်တပ်ဖြတ်နေတာဒါကတော့လူသားတယောက်အနေနဲ့ဘယ်သူမှတော့ကြည်ပြူမှာမဟုတ်ဘူးနော်ဘယ်သူမှတော့ကြည်ပြူမှာမဟုတ်ဒါကတဘာဝကြအဲ့တော့တန်းနိုင်ရသူ့ရည်မှန်းချက်တွေကိုဆက်ဖို့အတွက်ဒီကနေ့ရန်ကုန်မှာရဲဆက်တွေဖြိုခွင်းနေတယ်နော်စစ်တိုင်းမှုတွေကကြားတဲ့တစားခံတွေဖြစ်နေတယ်အဲ့တော့စစ်တိုင်းမှုတွေလည်းတော့ကျွန်တော်ကတော့အကြံပေးခြင်းပါတယ်ဗျာစစ်တိုင်းမှုတွေလည်းအကြံပေးခြင်းပါတယ်ကိုယ့်အောက်မှာလည်းတိုင်ရင်တက်ဖွဲ့တွေရှိနေတာပဲကျွန်တော်တို့ပြောပြီးသားနော်ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းနော်ဒါမှမဟုတ်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းကလာစပြီးတော့လူလူပဲရက်တီလိုက်ကြံတဲ့ဟာတွေပြိုဆင်းလာမှာပဲမလွယ်ဘူးလို့တွေးနေတယ်ဆိုအမှန်တကယ်တော့ဗျာကျွန်တော်တို့က comfort zone ထဲမှာပျော်နေတာตายရနေတာဒီထက်ကနေရုံးမထွက်နိုင်ဘူးဖြစ်နေတာဒါပေမဲ့အဲ့ဒီလိုလုံရင်းနဲ့ကိုပါမျောပါသွားမှာအောင်စစ်တိုင်းမှုတွေကိုကျွန်တော်အရင်သိစေချင်တယ်ဒီကနေ့တန်းနိုင်မဲ့လှုပ်ဘသူပဲလှုပ်ဒါတွေကတနွယ်ဝင်ဒဇင်ပါဖြစ်တယ်အဲ့တော့ကိုယ့်လက်ထဲမှာတရင်တက်ဖွဲ့တွေရှိတယ်စစ်တိုင်းမှုတယောက်ကနော်စစ်တိုင်းမှုတယောက်ကလုတ်ပိုင်ခွင့်ဆိုတာနဲတာမှမဟုတ်တာအဲ့ဒါကိုတန်းနိုင် challenge တိုင်း challenge နေတဲ့ဟာကိုစစ်တိုင်းမှုတွေကငြိမ်ပြီးတော့ခံနေရတာအဲ့ဒါတော့အံ့ဩစရာဖြစ်နေတယ်ဘာမှမရှိတဲ့လက်နဲ့မရှိတဲ့လူထုတောင်မှရလက်နဲ့ပြန်ပြီးခုခံကာကွယ်သေးတာပဲကိုယ့်ကိုlevel ကျိုးခွင်းစွတ်မဲ့သူကိုဒီအတိုင်းလှုပ်ပေးထားတာလည်းအဲ့ဒါလည်းတိတ်မဟုတ်သေးဘူးအဲ့တော့နိုင်ငံတကာအနေနဲ့လည်းနော်ကျွန်တော်တို့အီရန်ကဗိုလ်ချုပ်ကြီးဆိုလီမာနီကိုလောက်ကြံတယ်လို့မျိုးလောက်ကြံခဲ့မယ်ဆိုရင်တော့တန်းနိုင်ဦးတော့ရန်ကုန်မှာအရင်ဆုံးလောက်ကြံပါလို့ပဲကျွန်တော်ပြောချင်ပါတယ်နော်တိုက်ရိုက်စစ်တိုင်းမှုတွေအနေနဲ့လည်းဒါကြီးကငြိမ်ခံနေလို့မသိလျော်ဘူးလို့ကျွန်တော်တို့မြင်တာပဲနော်အဲ့တော့ကိုကပေါ့ဗျာတီတီငြိမ်ဖြစ်နေလို့မလောက်ရဲသေးတာပါလူထုဘက်ကသာနည်းနည်းလေးနော်လူထုဘက်ကနည်းနည်းလေးဝင်ပြီးကိုချင်းစာပေးလိုက်ပါမလောက်နိုင်စရာဘာအကြောင်းမှမရှိဘူးနော်မလုံနိုင်စရာဘာအကြောင်းမှမရှိဘူးအဲ့တော့လူတို့ကတရလုံးကလည်းလုံမယ်ဟိဆိုလို့ကတော့အဲ့ဒီ
နော်စစ်ကောင်းဆောင်တွေရဲ့နောက်မှာကျွန်တော်တို့လူလူတရားလုံးကရှိနေမှာပဲ။ဘာကြောင့်လဲဆိုတော့လူလူကဒီချိန်မှာအရန်ကိုနာကျင်နေပြီ။ပြည်ပကိုပဲမျှော်နေရတဲ့အနေအထားတွေဖြစ်နေတယ်။အဲ့ဒီလိုအနေအထားမျိုးမှာစစ်တိုင်းမှုတွေကဒါလူလူဘက်ကရက်တီလိုက်မယ်ဆိုရင်ဒါတော်တော်လေးကြည့်လို့လှသွားပြီ။ပွဲကတော်တော်ပြီးသွားပြီ။အဲ့တော့ရန်ကုန်မှာအကြောက်တရားမရှိပါဘူးဟာမှန်တာပေါ့ကျွန်တော်သိတာပေါ့သူကသူ6ချင်တော့6လေဒါပေမဲ့ तू ရက်ဆက်ဆက်လုံနေတာတွေကိုပြောပြတာပါကျွန်တော်တို့ကလူလူကမကြောက်လို့ဒီနေ့ရတဲ့နည်းနဲ့နော်နေရာပေါင်းစုံမှာနော်ဆန္ဒတွေပြတယ်ပြန်ပြီးခုခံတယ်ဒါတွေကျွန်တော်တို့တွေ့နေတာပဲဒါဟာကျွန်တော်တို့လူလူကမကြောက်ဘူးဆိုတာကိုပြနေတာပဲတန်းလိုက်မဲ့လုံနိုင်မလားကျွန်တော်တို့လူလူကပဲတောက်ခံနိုင်မလားဆိုတာတော့ကြည့်ရတာပဲအခုဟာကစစ်တပ်နဲ့ပါပတ်သက်နေလို့ပြောပြတာအဲ့တော့တန်းနိုင်ကအဲ့ဒီလိုမျိုးရှင်းပြောရင်အရက်စကားနဲ့ပြောရင်တန်းနိုင်ကလူဘာဝနေတယ်လို့ပြောရမှာပေါ့ဗျာ။ तू ကဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ယာတုကိုမျှော်မှန်းထားပုံပေါ်တယ်ဗျ။နော်မျှော်မှန်းထားပုံပေါ်တယ်။ဒါကြောင့်သူ့ကိုနေပြီးနောက်ဆုံး तू လာတာလဲနေပြီးတော့တိုင်းစစ်ဌာနချုပ်ကဖြစ်တယ်။နော်အဲ့ဒီတော့ပြီးတော့ကာစထမှု6ဆိုတဲ့ယာတုကိုလည်းယူထားတယ်။အဲ့ဒါကစိုးဝင်းယူခဲ့တဲ့ယာတုပဲဖြစ်တယ်။ဒါကြောင့်ဒါတွေကိုကြည်ချင်းအဖြစ်နော်ဒါတွေကိုကြည်ချင်းအဖြစ်တခင်အားရကြုံပါဝပုံစံမျိုးပေါ့ဗျာတန်းနိုင်ရအဲ့ဒါကိုသူမျှော်မှန်းထားပုံပေါ်တယ်ထင်ပါတယ်အဲ့ဒီအောက်မှာချအနှင်းခံရတာတော့ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုနဲ့ဒုတိုင်းမှုတွေပါနေတာပေါ့ဟုတ်ပြီလားအဲ့တော့တက်တွင်းထဲမှာလဲကြားနေရတာတော့မကြေလည်မှုတွေရှိတယ်သို့ပေမဲ့လည်းမကြေလည်တော့ုံနဲ့မရဘူးကိုလုံနိုင်နေတဲ့အနေအထားတစ်ခုမှာလုံပိုင်ခွင့်ရှိတဲ့အနေအထားတစ်ခုမှာတော့ကျွန်တော်တို့ကလုံစေခြင်းတယ်လူတို့ကနောက်မှာလုံးဝရှိတယ်ဟုတ်ပြီလားအဲ့တော့ကိုကตายာနေလို့ကိုကပြေလည်နေလို့နော်ကိုကပြေလည်နေလို့နော် comfort zone တွေကမထွက်ချင်ပြီမဲ့လူတို့တရက်လုံးကနော်တော်တော်လေးကိုအဖိနှိပ်အသက်ဖြတ်ခံနေရပြီအဲ့တော့စစ်တိုင်းမှုတွေအနေနဲ့လူတို့ဘက်ကနော်လွတ်တော်ထဲမှာ25ရာခိုင်နှုန်းဝင်တယ်လို့မျိုးလူတို့ဘက်ကနေပြီးတော့25ရာခိုင်နှုန်းလောက်ပဲခံစားပေးလိုက်ပါဗျာမလုံနိုင်ကြဘာအကြောင်းမှမရှိဘူးကို့မှာတိုင်ရင်တက်ဖွဲ့တွေရှိတယ်စစ်တိုင်းမှုတယောက်ကလုတ်ပိုင်ခွင့်ဆိုတာနဲတာမှမဟုတ်တာပဲဟုတ်လား तू ကဒုတိယပြည်ထောင်ဝင်ကြီးဟုတ်ပြီလားဒုတိယပြည်ထောင်ဝင်ကြီးနောက်တစ်ခုကနော်နောက်တစ်ခုကကာစထမှု6ပေါ့ဗျာနောက်တစ်ခုကတော့ဒါရဲချုပ်ပေါ့ဒီယာတုတွေသူ့ဟာသူယူခြင်းတယ်လို့ယူဒါပေမဲ့စစ်တိုင်းမှုတယောက်ကပါဝါဘယ်လောက်ရှိတယ်ဆိုတာဒါတက်ထဲမှာအားလုံးအသိပဲကိုလုံးလို့ရနိုင်တဲ့အနေအထားတစ်ခုမှာတော့လှုပ်စေခြင်းနဲ့เนาะသူတို့ကကျင်းနေတဲ့တကယ်တမ်းဖြစ်လာခဲ့မရောက်နိုင်တဲ့ထိပ်ပိုင်းကောင်းဆောင်တွေကကိုလွတ်ယုံကြမှာကြံတဲ့လူတွေအကုန်လုံးကြံခဲ့ရမှာဟုတ်ပြီလားအဲ့တော့ပြည်ပကနေပြီးတော့ဝင်လာမယ်ဆိုရင်လည်းကျွန်တော်ထင်ပါတယ်တန်းနိုင်ရတော့ရန်ကုန်မှာဆိုထိတ်ဆုံးနံပါတ်1ဦးစားပေးအခမ်းဖြစ်မှာကျင်းနေတယ်တက်ထဲရလူတွေကလည်းတော်တော်မကြေမနက်ဖြစ်နေတယ်ဗိုလ်ချုပ်တပ်ပုံလိုပုံကူမျိုးကတော့ဒါချီးကျူးစရာကောင်းပါတယ်နော်ဒီလိုအလုံးမျိုးကို तू မလုပ်ချင်လို့ तू ရှောင်းတယ်ပသိမ်ကိုပို့တယ်ကြားတယ်ပသိမ်ပို့တော့လည်း तू မသွားဘူးလို့ပြောတယ်ဆိုတော့နော်အဲ့တော့ဗိုလ်ချုပ်တွေရှိနေတာပဲဒီတန်းလိုက်တယောက်တည်းဟိုမြကောင်းကောင်းထိန်းလို့ရတဲ့ဟာကိုမထိန်းနိုင်တာကျွန်တော်တို့ကတော့အေးပေါ်လေကိုကလည်းသူတို့ကလူတို့ဘက်ကမခံစားတတ်သေးလို့နေမှာပါလူတို့ကတော့လူတို့ဘက်မှာနည်းနည်းလေးသာဝင်ပြီးခံစားကြည့်လိုက်မဖြစ်နိုင်စရာအကြောင်းမရှိပါဘူး39ရက်နေ့29ရက်နေ့ဖြစ်မှာပါကျွန်တော်တော့ဗျာအဲ့လိုပဲစစ်တိုင်းမှုတွေအဲ့လိုပဲငြိမ်ခံနေတာကြီးကတော့ကျွန်တော်တော့မကြိုက်ပါဘူးလူတွေဒီလောက်ထိဖြစ်နေတဲ့ဟာဟုတ်လားတကယ်တမ်းပြောရရင်တော့ဗျာမင်းအောင်နိုင်တဲ့သူ့လက်တဆုပ်စာလူတစုကတက်မတော်ကောနော်တိုင်းပြည်ကိုချနင်းနေတာသူတို့အကျိုးစီးပွားအတွက်အဲ့ဒါကိုလက်နဲ့ကင်ထားပြီးကိုနောက်မှာတိုင်ရင်တက်ဖွဲ့တွေရှိပါလေရဲ့နဲ့နည်းနည်းလေးကိုအားဆိုင်လိုက်ဖြစ်နိုင်နေတာပဲတကယ်တမ်းဆိုရင်နော်လောက်ပေးနိုင်လို့လောက်ပေးလို့ရတဲ့အနေထားတွေအများကြီးရှိတာပဲရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်ညိုဝင်းဆွေအဲ့ဒါတန်းနိုင်ဦးတော့ကင်သိမ့်တယ်လို့ယူဆတယ်ကိုယ့်ရဲ့ယာတုတစ်စင့်ပဲကြည့်ပါတယ်ဟုတ်လားဗိုလ်ချုပ်နဲ့ဒုတိယဗိုလ်ချုပ်ကြီးပေါ့ဆိုတော့လုံလို့ရနေတာပဲအဲ့တော့တန်းနိုင်ပါလို့တန်းနိုင်မရိုင်းတာတော့ပြောမနေနဲ့ရန်ကုန်မှာမြင်တဲ့အတိုင်းပဲမရိုင်းတာမှတော်တော်ပြောမနေနဲ့တော့2003ဒီပဲရင်းတော့ကလည်းဟုတ်လားသူပဲလောက်တယ်လို့ပြောတယ်ကျွန်တော်တို့လုံးဝကျင်းနေတယ်ဆိုတော့အဲ့ထဲမှာတန်းနိုင်ပါတယ်
အဲ့တော့ဒီကနေ့ဒီမှာလဲလာပြီးတော့ရန်ကုန်မှာရဲဆက်လုံနေတယ်စိုးဝင်းနဲ့တန်းလိုင်းတို့ပေါ့ဗျာသူတို့တအုပ်စုတွေဒီပဲရင်းတော့အဲ့တော့ဒီအုပ်စုတွေကဒါကျင်းနေတယ်သူတို့ကြံတဲ့လူတွေအကုန်လုံးချနေနေတာအဲ့စစ်တိုင်းမှုတွေကတော့ကျွန်တော်ထင်တယ်ဗျာလှုပ်တင်တယ်လို့တော့ကျွန်တော်ယူဆတယ်နော်လှုပ်လို့ရတိုင်းပါတယ်အဲ့ဒါကိုတော့နည်းနည်းစဉ်းစားဖို့လိုတယ်မလှုပ်ရင်လည်းဒီတိုင်းနေသွားမှာပဲနော်အေးယူခိုင်းရင်တော့အားလုံးအေးယူခိုင်းမှာပဲအခုလက်ရှိလဲဟာလာကျွန်တော်တို့တိုင်းသားလက်နက်ကိုင်အင်အားစုတွေအနေနဲ့လဲမြောက်ပိုင်းမှာဆို KIA ရလဲချနေပြီဟာလာတောင်ပိုင်းမှာဆို KNU ကစော်နေပြီဟာလာအခုဆိုရင်မြတ်တာအနောက်ဘက်ဖြစ်တဲ့ချင်းပြည်နယ်မှာနော် CNF ပေါ့ဗျာနော် CMF ကနောက်တစ်ခါ Zomi လက်နက်ကိုင်တော်လိုင်းအဖွဲ့တွေနော်သူတို့တော်လိုင်းစတော့မယ်ဆိုတော့နောက်တစ်ခါအရှေ့ဘက်မှာလဲ RCS တောင်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းအဖွဲ့ကလဲဒါသူတို့စီးရေးတွေလှုပ်လာနိုင်တယ်အဲ့ဒီလိုသာနော်အရှေ့နောက်တောင်မြောက်လေးမျက်နှာညှပ်ပူးညှက်ပိတ်လှုပ်ပြည်တွင်းနဲ့ကလူထုကလည်းအုံကြွဆိုရင်တော့မင်းအောင်လိုင်းတော့ဘာခံနိုင်လို့လဲဗျာဟုတ်ပြီလားဘာခံနိုင်လို့လဲအခုဆဲတွေကြွေးပြီးခိုင်းနေတာပါတဲ့အဲ့တော့ကျွန်တော်လည်းမေးကြည့်ပါတယ်ဆဲတွေမဟုတ်ဘူးတဲ့အဲ့ဒီလှုပ်တဲ့ကောင်တွေကသခင်အားရကြုံပါဝါတိတ်လှုပ်တဲ့ကောင်တွေဖြစ်နေတယ်အရက်တော့တိုက်တယ်ကြားတယ်အရက်တော့တိုက်တယ်တဲ့နော်အရက်တော့တိုက်တယ်သူတို့ကိုယ်၌ကိုကရှင်းပြောရရင်နော်ခံယူချက်ကိုကသူတို့ရဲ့ဟိုအယိုးကြိုက်တွေပေါ့ဗျာအဲ့လိုမျိုးတက်ထဲမှာမရှိဘူးလားဆိုတော့ရှိပါတယ်သို့ပေမဲ့လည်းဒီလိုမျိုးမကောင်းတဲ့အင်အားစုတွေကလောလောဆယ်မှာထိပ်ပိုင်းနေမှာယူပြီးတော့လှုပ်နေတဲ့အခါကျတော့တက်ထဲမှာကောင်းတဲ့လူတွေကလည်းငြိမ်နေရတယ်တကယ်တမ်းမှာတော့ညီမယ်ဆိုရင်တက်ထဲကလည်းလူလူသားညီမယ်ဆိုရင်ပွဲသိမ်းတာကြာလာနေပြီဟုတ်လားအဲ့တော့ကျွန်တော်ခဏပြောပါတယ်တနက်ကင်ထားတဲ့လူတွေကပိုကြောက်တယ်လို့ပြောတာဒီကနေ့ဘာလက်နဲ့မှမရှိတဲ့လူတို့ကလမ်းပေါ်မှာတက်ပြီးတော့ဟာလာနေမနာညမအားဆန့်ကျင်နေတဲ့အချိန်မှာတနက်ကင်ထားတဲ့လူတွေကတနက်ကင်ထားတဲ့လူကိုပြန်ပြီးမတွန်းလှန်ရဲတာအဲ့ဒါကတော့တော်တော်စဉ်းစားစရာဖြစ်နေတယ်နော်ကိုရထားတဲ့အပေါ်လေးမှာအตาလေးမှိန်းနေတာအဲ့လိုမှိန်းနဲ့ကိုပါမျောပါသွားလိမ့်မယ်နော်တန်းလိုင်းတို့မင်းအောင်လိုင်းတို့စိုးဝင်းတို့ရဲ့ချနေတာကိုကောင်းခံရလိမ့်မယ်တကယ်တမ်းဖြစ်လာရင်ကိုလိုယုံမှာဒီကောင်လေးပဲယုံမှာနော်ကြံတဲ့လူတွေကြံခဲ့ရမှာအဲ့ဒါလေးတွေသိစီချင်းလိုက်တာဗျာစစ်တိုင်းမှုတွေကိုနော်နေရာချင်းလဲလို့ရရင်တိတ်ကောင်းပါမူရည်စေးတိုက်တာမူရည်စေးပါတိုက်တာတဲ့အဲ့ဒါတော့ကျွန်တော်မသိဘူးကျွန်တော်သိတာတော့ကြားတာတော့အရက်ကတော့တိုက်တယ်နောက်တစ်ခုကဒီကောင်လေးကိုနိုင်ကိုကအဲ့ဒါမျိုးပေါ့ဗျာဇရိုက်တွေပေါ့စေးကျွေးတဲ့ပုံတွေတက်လာတယ်ဟာအဲ့ဒါလေးရှိရင်ကျွန်တော်ရှိပို့ပေးသားမှာကျွန်တော်လည်းအဲ့လိုမမြင်ရတော့မပြောချင်ဘူးကျွန်တော်သိတာတော့အရက်တိုက်တာတော့ကျင်းနေတယ်ဒါပေမဲ့သူတို့လုပ်နေတဲ့ပုံစံတွေကမူမမှန်တာတော့ကျင်းနေတယ်ဗျနော်မူမမှန်တာတော့ကျင်းနေတယ်ကျွန်တော်တော့မသေးကြတော့မပြောချင်လို့အဲ့စေးတိုက်တဲ့ပုံတွေရှိရင်ကျွန်တော်ပို့ပေးပါဗျာနော်ကျွန်တော်လည်းကြည့်ချင်ပါတယ်အဲ့တော့အားလုံးကချအနှင်းခံနေရတာအဲ့ချအနှင်းခံနေရတဲ့သူအချင်းချင်းထဲမှာနော်သူတို့ခိုင်းသမျှလောက်ပြီးငြိမ်ပြီးလုံနေတာကတော့တော်တော်လေးတော့အံ့ဩစရာဖြစ်နေတယ်စစ်တပ်ကလည်းအဲ့လိုဖြစ်နေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပို့ပေးလိုက်ပါနော်တက်ထဲကလူတွေကမလုံရဲရင်တဲ့ပြည်သူတွေကိုလက်နက်ကိုအနောက်ပေါက်ကနေပေးလိုက်ပါတဲ့ဟုတ်တယ်ကျွန်တော်တို့ကအံ့ဩဖို့ကောင်းလိုက်တယ်သူတို့ရထားတဲ့ယာရုတွေနော်စီးတဲ့ဥစ္စာတွေပေါ်မှာသူတို့မစွန့်ရက်ဖြစ်နေတာအမှန်တကယ်တော့မစွန့်ရက်တာမဟုတ်တကယ်တမ်းမှာတော့သူတို့သာအခုနေလှုပ်လိုက်မယ်ဆိုရင်အဲ့ဒါတွေကသူတို့ယာရုတွေကတီမြဲုံနေမကောင်းဒီတဲ့တောင်ယာရုတက်အောင်မှာကျင်းနေပြောရတယ်လူတို့ကအကုန်လုံးအုံကြွနေပြီပဲတက်ထဲမှာပဲလို့တော့တယ်အဲ့တော့တက်ထဲကလူတွေသာလှုပ်တာလည်းတော့ပြီးသွားပြီပွဲသိမ့်သွားပြီဆိုတော့အဲ့ဒါလေးတွေကစစ်တိုင်းမှုတွေပေါ်မှာအများကြီးမူတည်တာပေါ့ဗျာသူတို့လှုပ်လို့ရတဲ့ဟာကိုဟိုကောင်တယောက်တည်းတန်းနိုင်တယောက်တည်းယာရု3ခုယူပြီးတော့အထက်ကသူမင်းအောင်လိုက်ခိုင်းသမျှအကုန်လုံးရှောက်လုံးနေအဲ့ဒီမှာအောက်ကစစ်သားတွေကနော်ရဲတွေကစေးကျွေးပြီးခိုင်းရတာဒီကောင်တွေကဆွေးကြေးစရာမလိုဘူးအာနာလေးအနံ့ပေးလိုက်တာယာရုလေးအနံ့ပေးလိုက်တာ ਨੇ တခါတည်းကိုအမိနံ့ပြီးလူလူနှိမ့်ဆက်ချင်တိုင်းနှိမ့်ဆက်နေတာပေါ့ဗျာအဲ့တော့စစ်တိုင်းမှုများဗျာစစ်တိုင်းမှုများလူလူနဲ့သာလဲလိုက်ချင်ပါရဲ့လူလူသာအဲ့နေရာမှာဆိုရင်ပွဲသိမ်းနေပြီအခုလဲကိုယ်ချနေတာတန်းလိုက်ရထင်တိုင်းကျဲနေတယ်လို့ကြားတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့အနေထားတော့ဗျာဟ
ပါပဲတနေ့ကပြောသလိုပဲဟုတ်လားဒီ၄နိုင်ငံမဟာမိတ်အဖွဲ့ရလဲပြင်သစ်နဲ့ပေါင်းပြီးတော့စီးလေ့ကျင့်မှုတွေလုပ်မယ်ဘင်္ဂလားပင်လယ်အော်မှာဒီကနေ့မနေ့ကလည်းကျွန်တော်ငါးဖမ်းသင်းမောကရိုက်ထားတာဖြစ်မယ်အဲ့မှာစစ်သင်းမောတွေတန်းစီပြီးခုံမောင်းနေတာတွေ့ရတယ်အဲ့တော့အချိန်ကိုက်ပေါ့ဗျာသူတို့ကလည်း29ရက်နေ့ဒီကနေ့ဆိုတာ21ရက်ဒီမှာဆိုတော့ဗမာပြည်မှာ22ရက်ဖြစ်နေပြီအဲ့တော့29ရက်နေ့မတိုင်မီအပီးဖြိုတယ်နော်အပီးဖြိုတယ်အဲ့တော့တစ်ဖက်မှာလည်းအဲ့ဒီခုနကလိုစီးရေးလှုပ်ရှားမှုတွေစီးရေးလေ့ကျင့်မှုတွေရှိတယ်တိုင်းသားအင်အားစုတွေကလည်းပြင်းနေတယ်လူထုကလည်းအရှိန်မကြဘူးဆိုတော့မင်းအောင်လည်းခံနိုင်ရုံးလားဗျာပြီးတော့လည်းနောက်တစ်ခုကဖျားရွှေတွေခွာတယ်တဲ့ဟုတ်တယ်ဒီချိန်မှာဘာမှဖျားရွှေသင်္ကန်းကတ်စရာအကြောင်းလည်းမရှိတိုင်းပြည်မှာဘတ်ဂျက်မရှိတော့အဲ့တော့ပြဿနာတက်နေတယ်အဲ့တော့နောက်တစ်ခုကပေးစရာတွေရှိတဲ့အခါကျတော့ဖျားရွှေခွာတယ်ဖြစ်ကုန်တယ်ဖျားရဲ့အလူခံဘုံတွေဖောက်တယ်ဖျားရွှေတွေခွာတယ်နော်ဒီကောင်နည်းနည်းပဲကြံတော့တာအဲ့လိုဖြစ်နေတယ်နည်းနည်းလေးတဲနေတာအဲ့ဒါကိုတဲနေတာအဲ့တော့အဲ့ဒီအတွက်သူတို့ကနင်းကန်ပြီးတော့လူလူကိုကြောက်အောင်ဖြစ်နေတာအဲ့တော့ဆေးကျွေးတာကတော့ကိုကတော့မသုံးဘူးပါဘူးအဲ့ဆေးတွေဒါပေမဲ့ဖြစ်နိုင်ခြေရှိတယ်ဆိုတော့ဘာကြောင့်ပြောရလဲဆိုတော့ကျွန်တော်တို့ကမလေးရှားကိုဝင်တော့အောက်လန်းကနေဝင်ရတာဝင်တဲ့အခါကျတော့ကားပေါ်မှာဒီလိုမျိုးကျွန်တော်တို့စလုံးကားလေးပေါ့ဗျာပရိုတွန်ဝီယာပေါ့ပရိုတွန်ဝီယာစလုံးကားလေးပေါ်မှာလူ12ယောက်တင်တယ်နော်ဒရိုင်ဘာနဲ့ဆို73ယောက်အဲ့ဒီ driver ကအဲ့ဒီအလုံးမျိုးကတောင်းတန်းလုံးဘလူးမှမလုပ်ဘူးအန်ဒီရဲ့အရန်ကြီးတာမောင်းလိုက်တာလဲပြောမနေနဲ့အဲ့တော့လမ်းမှာဘာလုပ်လဲဆိုအရှိန်သေးွားလမ်းမိတ်ထိုးရပြီအဲ့ဆေးတွေရှူတာတွေ့ရတယ်ဒါကြောင့်ဒီဆေးတွေရှူပြီးတော့သူကလေအကြောက်ရွံ့နေလဲမရှိတော့ဘောနော်ဓာတ်ပုံရတဲ့လူတွေကလည်းဓာတ်ပုံရတယ်ဆိုတာကျင်းသေးွားပြီပဲဟုတ်ပြီလားဖျားရွှေတွေခွာတယ်ဆိုတွေကဒီကောင်တွေကနော်တော်တော်လေးကိုကန်နေနေပြီအဲ့တော့ကျွန်တော်တို့ကလည်းဗျာဒီနေ့အချိန်နေမှာနော်လူတို့ကိုလည်းကျွန်တော်တို့ကပြောချင်တာနော်ဗရီးတစ်ဖက်ဓာတ်တစ်ဖက်ကျင့်သုံးရမယ်အချိန်ရောက်နေဟုတ်လားရန်သူတို့ကျွန်တော်တို့ကဗရီးနဲ့သွားရိုက်လို့တော့မရဘူးရန်သူတို့ဗရီးနဲ့သွားရင်ဒီကောင်တွေကအဲ့လိုလဲရမှာဖျားရွှေတောင်ခွာတယ်ဗျာဖုန်ကြီးတတ်တယ်ဖျားရွှေခွာတယ်အလူကံမုံဖောက်တယ်ဆိုတဲ့ကောင်တွေကိုသွားပြီးဗရီးနဲ့သွားဆုံးမလို့မရဘူးသူတို့ဓာတ်နဲ့ဆုံးမရမှာဗရီးကတော့ကိုကာကွယ်ဖို့ပဲဘလို့ကာကွယ်မလဲကျွန်တော်တော့ယုံကြည်တယ်ဗျအရန်ကိုဘေးအန္တရာယ်တွေဖြစ်နေတဲ့ကာလမျိုးမှာကျွန်တော်တို့လည်းအဲ့လိုပဲအန္တရာယ်ရှိတဲ့အလုပ်တွေလုပ်ခဲ့ဘူးတယ်အဲ့ဒီလိုအချိန်ကလေးမှာကိုရထားတဲ့ဂါထာလေးတွေရွတ်တာကအများကြီးအထောက်အကူပြုတယ်ဒီကနေ့ဒီ Facebook ပေါ်မှာလည်းတွေ့နေကြတယ်ဖျားကုံတော်ဟာလားဖျားကုံတော်ကိုရွတ်ပါတော့ကိုးကောက်ရွတ်ပါတော့အဲ့ဒါလေးတွေလှုပ်စေခြင်းနဲ့ကျွန်တော်ပြောချင်တာကလေပရိတစ်ဖက်ဓာတ်တစ်ဖက်ဆိုအဲ့တော့ကျွန်တော်တို့ကဓာတ်တွေကအခုလှုပ်နေတဲ့ဓာတ်ကင်နေရတယ်ဆိုတာကသူများကိုတတ်ချင်လို့မဟုတ်ဘူးကိုကာကွယ်ဖို့ဖြစ်တယ်ကျွန်တော်တို့လူထုကကုံပြောရအခုနေမှာတနက်ကင်ရင်တော့ဒါကျွန်တော်တို့ကာကွယ်ဖို့ဖြစ်တယ်နော်တိုင်းပြည်ကိုကာကွယ်ဖို့ဖြစ်တယ်ကျွန်တော်တို့လူမျိုးကိုကာကွယ်ဖို့ဖြစ်တယ်တစ်ဖက်မှာလည်းခုနကဒီပတိဆိုတာဘာသာရေးပေါ့ဗျာအဲ့ဒါလေးတွေလည်းကျွန်တော်တို့ကမမေ့စေချင်ဘူးပေါ့ဗျာအန်ဒီရဲ့နေစဉ်နဲ့အမြလမ်းပေါ်ထွက်နေတယ်ဆိုတာအန်ဒီရဲ့ကြားထဲမှာသွားနေရတာကိုတိုင်းပြည်အတွက်အမှန်တရားအတွက်ဒီမိုကရေစီအတွက်မဟုတ်လို့သာသွားနေကြရတာအဲ့ဒီလိုအခြေအနေမျိုးမှာဘာပဲဖြစ်ဖြစ်ကိုယ့်အတွက်အကာအကွယ်လေးတစ်ခုတော့နော်ရကောင်းရနိုင်ပါတယ်ဒါကြောင့်အဲ့ဒါလေးတွေလည်းရွတ်စေခြင်းပါတယ်ကျွန်တော်ကတော့လက်တွေ့ကြုံလာတော့ကျွန်တော်အရန်ယုံတယ်ကျွန်တော်တို့အလုပ်လုပ်ခဲ့ရတယ်တကယ်အန်ဒီရများတဲ့အလုပ်တွေလုပ်ခဲ့ရတယ်ဆိုတော့အဲ့ဒီလိုကာလာမျိုးမှာတော့ကျွန်တော်ဘာပေးအန်ဒီရမှမဖြစ်ခဲ့ဘူးနော်အဲ့ဘာပေးအန်ဒီရမှမဖြစ်ခဲ့ဘူးလှုပ်ကြည့်စေခြင်းနဲ့မများပါဘူးဖះကုံတော်လေးကိုးကောက်ရွတ်တာခဏပဲဒီဆန္ဒပြပွဲသွားမလားကိုတော်လိုင်းလှုပ်เสียရှိရင်လှုပ်မလားအဲ့ဒါလေးတွေရွတ်ပြီးသွားเนาะတစ်ဖက်မှာလည်းရန်သူနဲ့တွေ့ရင်ပြက်သားချီမုံအဲ့ဒါမျိုးတော့ကျွန်တော်အားပေးခြင်းတယ်ဒါကြောင့်ဗရီးတစ်ဖက်ဓာတ်တစ်ဖက်ကျင့်စဉ်ကိုကျင့်ပါလို့ကျွန်တော်ပြောခြင်းပါတယ်ရွှေတကုံဖះရွှေတွေခွာတာတော့အဲ့မှာဓာတ်ပုံတွေတော့ဘာမှရွှေသင်္ကန်းကတ်เสียအကြောင်းမှမရှိတာဒီချိန်သူတို့တော့စားစရာမရှိသူတို့တော့မှလက်နဲ့ဝယ်ဖို့မရှိလို့ဒုက္ခရောက်နေလာကပေးဖို့ဒုက္ခရောက်နေတာဘယ်ဟာနဲ့ရွှေသင်္ကန်းကတ်မလဲဖះရွှေခွာတာပဲဖြစ်မှာပါခွာနေတာပဲကျင်းနေတယ်ဆေးတွေပြန်တုပ်နေတယ်ကြားတယ်ဟုတ်လားအဲ့တော့တစ်ဖက်ကလူကကန်နေပြီ
နော်အင်အားလည်းဆုပ်ရော့နေပြီကိုကတွန်းဖို့ပဲကြံတာပေါ့ဗျာအဲ့ဒါလေးပါပဲနော်ဆိုတော့ကျွန်တော်ဒီကနေ့ကဒါပါပဲနော်ဒီတန်းလိုက်အကြောင်းကိုနည်းနည်းပြောခြင်းလို့တန်းလိုက်ရစစ်တိုင်းမှုတွေရောတက်မတော်ရောလူတို့ရောရှိသမျှအကုန်ချနေပြီးတော့သူဒုတိယကာကွယ်တက်မတော်ကာကွယ်ရေးဦးစီးချုပ်ယာတုကိုရဖို့အတွက်သူဘာမဆိုလုပ်နေတယ်ဆိုတာအတိအတာကြီးပဲတန်းလိုက်ကိုဒီကနေ့ဘာကြောင့်ပွဲထုတ်လဲဒီပဲရေးမှာအစွမ်းပြလို့ပေါ့အဲ့ဒါပဲရှင်းရှင်းလေးရယ်နော်ရှင်းရှင်းလေးရယ်ဒါကြောင့်တန်းနိုင်ကိုတတ်ထဲရလဲလှုပ်သိနေအကယ်၍များဒီပြည်ပကသာစည်ရေးအရာနော်တန်ခတ်မှုတွေလာရင်အဲ့ဒီလူကိုအရင်ဆုံးရှင်းဖို့လိုအပ်တယ်အဲတန်းနိုင်ကိုအရင်လှုပ်ဖို့လိုတယ်တော်တော်လဲမရိုင်းနဲ့ပြောတယ်သူ့ကိုဆဲတဲ့မျိုးတွေဆိုရင်လည်း तू ကအသေးပြုံးတယ်ပြောတယ်နော်တန်းနိုင်မဲ့အဲ့ကောင်သူတနေ့ကတွေ့ပါတယ်သူသမီးကတောင်ကြီးစေးရုံမှာလားမသိဘူးဟိုဆရာဝန်နဲ့ဆိုတော့ဒီကနေ့ဟုတ်လားလူတို့ကိုနော်ဟိုသူတို့ဖမ်းနေတဲ့လူမရရင်ကျန်တဲ့မိသားစုဝင်တွေကိုဖမ်းတယ်ကလေးတွေဖမ်းတယ်အဖိုးအဖွားတွေဖမ်းတယ်အဲ့ဒါတန်းလိုက်လက်ချက်တွေကြီးပဲအဲ့တော့တက်သေးကလည်းတန်းလိုက်လက်ချက်ကြီးပဲလို့ပြောနေုံလို့မကဘူးမရဘူးကိုကအနိကဆုံးလူတန်းလိုက်ကိုဘယ်လိုမျိုးနှိပ်ကိုရမလဲဆိုတာတော့တက်သေးကစဉ်းစားတင်တယ်လို့ယူဆတယ်ဒီကနေ့လူတို့ကတော့ဘာလက်နဲ့မှလည်းမရှိဘဲနဲ့တော့ခံပြီးချနေတာအဲ့ဒါလေးတော့ကျွန်တော်တို့ကပြောချင်ပါတယ်တူရကီကတက်ချက်ကြီးကိုကျွန်တော်တို့ကအတူယူဖို့လိုတယ်ဟုတ်လားစစ်အာဏာသိမ်းမဲ့စစ်ကောင်းဆောင်တက်ချက်ကြီးကဖြုတ်ပလိုက်သူလည်းသိတာပဲနော်တိုင်းပြည်အတွက်အဲ့ဒါကြောင့်အာဏာသိမ်းမှုမမြောက်တော့ဗမာပြည်မှာလို့ဒုက္ခမရောက်ဘူးပေါ့ဗျာဒီကနေ့ကတော့ဗမာပြည်မှာတော့အာဏာကတော့ခဏသိမ်းနေတာသိတဲ့အတိုင်းပဲဟုတ်လားအဲ့လိုဖြစ်နေတယ်တက်ထဲရလူတွေမှာအများကြီးမူတည်တယ်လို့ပဲပြောချင်ပါတယ်ဗျာနော်လူတို့ကိုလည်းတနာဖို့လိုအပ်ပါတယ်လူတို့ဘက်ကနေနည်းနည်းလေးစာနာပြီးတော့နည်းနည်းလေးရုံးထွက်စေချင်ပါတယ်ရုံးထွက်လိုက်တကယ်ထွက်ချင်တယ်ဆိုထွက်လို့ရပါတယ်အားနဲ့အားတွေအများကြီးပဲဟုတ်ပြီလားအဲ့လောက်ပဲကျွန်တော်တို့ပြောချင်ပါတယ်တက်ထဲမှာစီမင်းစည်းကမ်းတွေရှိတယ်ဆိုတာရှိတာတစ်ပိုင်းမှာတကယ်လှုပ်ချင်လာရင်ဖြစ်တာကြီးပါလူတို့တော့ဒီနေ့ဘာလက်နဲ့မှမရှိတဲ့နေရာကနေပြီးတော့ဟုတ်လားဓာတ်စီပလင်းနေနဲ့ပြန်ပေါက်နိုင်နေတာပဲဗျာဟုတ်ပြီလားအဲ့တော့ကျွန်တော်ဒီနေ့အဲ့လောက်ပါပဲဗျာကျွန်တော်ဒီနေ့တန်းလိုက်အကြောင်းကိုနည်းနည်းပြောချင်လို့တက်လာတာပါနော်တန်းလိုက်အကြောင်းကိုပြောချင်လို့ဒါကျွန်တော်ခုနကပြောတာလေးလည်းမမေ့ပါနဲ့ပရိတစ်ဖက်ဓာတ်တစ်ဖက်ပေါ့ဗျာနော်ကဲအဲ့ဆိုရင်ဗျာကျွန်တော်လည်း line ပေါ်ဆင်းတော့မယ်ပေါ့နောက်တစ်ခုကကျွန်တော်ကိုလှမ်းမေးထားတာရှိပါတယ်လုတ်ပုံကင်ပုံလေးတွေပေါ့အဲ့တော့လုတ်ပုံကင်ပုံတွေကတော့အမျိုးမျိုးရှိတယ်ကိုတကယ်လုတ်ဖို့ပဲလိုတယ်ဒီတိုင်းအလွတ်ကြီးတက်လာနေတဲ့ဟာတွေရောအလွတ်ကြီးဝင်ခံနေလို့ကလည်းမဖြစ်သေးဘူးဗျလုတ်ပုံကင်ပုံလေးတွေရရှိတယ်ကျွန်တော်မေးလို့ရပါတယ်တကယ်လုတ်ဖို့ပဲလိုတယ်နော်လုတ်ပုံကင်ပုံလေးတွေပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့တကယ်လှုပ်ချင်တဲ့ပုံကူများဆက်သွယ်လို့ရပါတယ်နော်ဘာတွေလှုပ်လို့ရလဲအတားအဆီးလေးတွေပေါ့ဗျာနော်အတားအဆီးလေးတွေပေါ့အဲ့ဒါလောက်တော့ကျွန်တော်ပြောမယ်အတားအဆီးလေးတွေလှုပ်လို့ရတယ်အဲ့ဒါလေးတွေတကယ်လက်တွေ့ကြကြလှုပ်လို့လှုပ်မယ်ဆိုလှုပ်လို့ရတယ်အဲ့ဒါပဲကျွန်တော်မှလူတို့မှခုခံကာကွယ်ပိုင်ခွင့်ဆိုတာရှိတာပဲနော်အဲ့ဒါလေးတွေအတားအဆီးလေးတွေလှုပ်ဖို့အတွက်ဟုတ်တယ်ကျွန်တော်line ဗမာပြည်ထဲမှာ line ပြန်ရပြီလားမရသေးပါဘူးနော်ဗမာပြည်ထဲမှာ line မရတော့သေးပါဘူးโอเคအဲ့လိုဆိုရင်ဗျာကျေးဇူးတင်တယ်တကယ်လှုပ်ချင်တဲ့ပုံကူများကျွန်တော်ကိုဆက်သွယ်ပါနော်ကိုခုခံကာကွယ်ပိုင်ခွင့်အတွက်ကျွန်တော်တို့သိသမျှတတ်သမျှလေးတွေကိုပြန်လည်ပြီးတော့မျှဝေပေးပါမယ် Viber တော့၎င်းနော်အကောင်းဆုံးကတော့ Viber ကနေ message ကလေးပို့ထားတာကောင်းတယ်ကျွန်တော်အချိန်ရရင်ပြန်ပြီးဆက်သွယ်ပေးမယ်နော်ဟုတ်ပြီလားအဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲ YouTube မှာလည်းတချို့ file တွေကတချို့တလော file တွေဖြုတ်ချနေတာတွေတွေ့တယ်ဒါကြောင့်ကျွန်တော်ပဲ direct ဆက်သွယ်တာကောင်းပါတယ်เนาะအားလုံးကျေးဇူးတင်တယ်เนาะအားလုံးပဲ